အင်္ဂလိပ်စကားပြောလေ့လာခြင်းနဲ့ညီအကိုမောင်နှမတွေအတွက်စလုံးတစ်လုံးဒါမှမဟုတ်စကားစုတစ်စုထဲပြောရုံနဲ့မိဘပုံစံပြောလို့ရတယ်စကားပြောနည်းတွေကိုညှဝေတောင်းမှာဖြစ်ပါတယ်မိန်းကူပြောဖို့အတွက် do you ပြောရမလား are you ပြောရမလား have you ပြောရမလားအဲ့လိုအခက်တွေ့နေတဲ့ညီအကိုမောင်နှမတွေအတွက်ဒီလိုစလုံးတစ်လုံးထဲနဲ့ဒါမှမဟုတ်စကားစုတစ်စုတည်းနဲ့မိန်းကူပုံစံပြောလို့ရတယ်ဆိုတာကိုသိစေချင်တယ်ဒီလိုစလုံးတစ်လုံးထဲကိုမိန်းကူပုံစံပြောချင်တယ်ဆိုလို့ရှိရင်အဲ့ဒီစလုံးကိုအတန်မြင့်ပေးရမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူကရိုးရိုးဝတ်ကြမဟုတ်ဘဲနဲ့မင်းကုန်းဝတ်ကြဖြစ်နေတဲ့အတွက်ကြောင့်မို့နောက်ဆုံးစလုံးကိုအတန်မြင့်ပေးရတာဖြစ်တယ်။ဥပမာနည်းနည်းပြောမယ်ဆိုလို့ရှိရင် me ဆိုတာကကျွန်တော်ကိုပြောတာလားဒါမှမဟုတ်ကျွန်တော်လားဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ you မင်းလားမင်းဟုတ်လားအဲ့လိုအဓိပ္ပာယ်ဟုတ်ပါတယ် here ဒီနားမှာလားဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ် there ဟိုမှာလားဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ် this house ဒီအိမ်လားအဲ့လိုအဓိပ္ပာယ်ပါ coffee တောက်မလားဆိုတဲ့အဓိပ္ပာယ်ပေါ့နော် tea လက်ဖက်ရည်တောက်မလားဆိုတဲ့အဓိပ္ပာယ်ပါ in the morning မနက်မှာလားဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ် at night ညမှာလားဆိုတဲ့အဓိပ္ပာယ်ပါ this one ဒီတစ်ခုလားဆိုတဲ့အဓိပ္ပာယ်ပါဒီလိုစလုံးတစ်လုံးထဲနဲ့စကားစုတွေနဲ့အဲ့လိုမင်းကုန်းတွေပြောတဲ့အခါမှာရှေ့ကမင်းကုန်းစလုံးလေးတွေကိုဖြုတ်ထားတယ်ဆိုတော့သိရမယ်ဒါကစကားပြောတဲ့အခါမှာအများစုတွေ့ရတဲ့ပုံစံလေးတစ်မျိုးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်